ပါရှင်ဒီနေ့မှာတော့ဗီဒီယိုလေးမသိဖြစ်တော့တောင်းမှမာတယ်ပေါ့နော်အမေချစ်နေရပေါ့နော်တောင်းမှမာဟုတ်ကဲ့ဒီနေ့ကပေါ့နော်ဗီဒီယိုလေးမသိဖြစ်တာတောင်းမှမာတယ်ပေါ့နော်အခုကတော့လာတင်ပါရဲ့တရေမလေးရဲ့အကြောင်းကိုဆက်ပေးရမှာဖြစ်ပါတယ်ရှင်ငါလူသားစားခြင်းနဲ့ငါလူသားစားခြင်းနဲ့ငါလူသားအရန်စားနေပြီကွာအော်ဟိုမလူတယောက်ပါလားငါဒီတိုင်းသွားတက်လို့မဖြစ်ဘူးသူတို့ကငါ့ကိုပြန်တက်ကြပဲငါအကြော့ငါဘုံလာဖာလည်းမသိပါဘူးအဲ့ဒီမှာဒီနေရာတစ်ခုမှရှိရလို့ကြားတာပဲငါအခုအဲ့ဒီနေရာထဲဝင်ပြီးတော့သွားတက်ကြည့်ပါမယ်ဟာအတန်လေးတောင်းမှမာတယ်ပေါ့နော်အတန်လေးရှင်ရလေဟဲ့ပြီးရင်ငါအိမ်ကဒီနေသွားရမယ်ဟိုမှာကောင်းလေးတော့ရောက်ပြီဒီကောင်ကတက်မယ်ဟာဒီကောင်ကမသေးပါလားဟာဒီကောင်ကလုံးဝမသေးပါလားလုံးဝမသေးပါလားဟာဒီကောင်တော့သေတော့ပါပဲငါတော့ဆက်ရုပ်ကြီးပြန်ပြောင်းသွားပါပြီအေးထားလိုက်ပါတော့ငါဒီတိုင်းပဲသွားတော့မယ်ဟမ်ကောင်းရဲကိုတွတ်တဲ့ကောင်းမှာမတူပါဘယ်တိုင်းကောင်းမလဲငါမမီးလေးရှိတာပဲဟဲ့ပေးကြသေးတာပေါ့ဟာကဘာလုံးတိုက်ကျဲပြစ်ပဲဒီကောင်ကအခုထက်ဒီဘာလို့မသိသေးတာလဲငါကြတော့သိတယ်ပေါ့ငါဘာကျင်းတော့ပြန်မြတ်တက်ပြီလုံးဝမရတာပါလားဒီကောင်တော့သိတော့ပဲစိတ်ရတော့ပေးကြည့်မယ်အေးဆိုငါအင်္ဂါဒီအဝိစာသွားလေးပြီးတော့ကောင်မလေးချောလိုမျိုးပုံစံလောက်ရမယ်မြင်လောက်ရမယ်ဟာဒါမှငါ့ကိုလူလေးကောင်းလေးထင်ပြီးတော့ကျွေးငါ့ကိုပေးယူကြမှာဟာအဲ့တော့ငါမြင်အင်ကြီးသွားလိုက်ရမယ်အေးဆိုငါဒီအင်ကြီးလေးဝါလိုက်တော့မယ်sorry ပေါ့နော် sorry ပါဒါကြောညာလာဝါပေါ့နော် sorry ပါဟုတ်ကဲ့ဆောနာကြောညာလာလို့တောင်းပါမယ်ငါဂျာလေးနဲ့လောက်ရမယ်ငါမရှိရဲ့အစွမ်းလေးကြပြီအကျော်ဟာဒီကောင်အရင်ဆုံးဘယ်သူမှမမြင်ထုံးကြည့်နေအရင်သွားအောင်မဂျပန်နဲ့ပေါ့နော်ဂျပန်နေတာပြမဆေးတွေဝင်မယ်ဘာဝေကောက်ပလဲဆိုတော့ဒါဘာလို့ဒါလေးလည်းဝယ်မယ်โอเคနှစ်ခုတော့ဝယ်ပြီးပါโอเคဘသူ့ကိုသွားပြီးကောင်းမလဲဆိုရင်တော့ဒါနဲ့လက်တီးနဲ့ထိုးလို့လည်းမရချလို့လည်းမရဘူးဆိုရင်တော့ဒီကောင်ပဲပြီးရမှာပေါ့โอเคညငါဒါတိတ်တောက်ကြည့်လိုက်ကောင်းလားမကောင်းလားဆိုရင်တောက်ကြည့်နေတောက်ကြည့်ကောင်းလားဟဲ့တေးသွားပြီအကောင်တေးသွားရှော့အမရှော့ဒီစေးပေးမှာပဲကောင်းတယ်ဟီဟိုဒီစေးကအရန်လူတက်လူကောင်းပါပဲမပဲပြစ်ချခဲ့လိုက်တော့မယ်အဲ့ဒီစေးပြီးရင်မလေးဒါကြီးကဘာလဲမသိဒါဘာလဲမသိလူလာလို့ရှိရင်ထားလိုက်တာအရင်ဆုံးငါဒါလေးတောက်ကြည့်အောင်ပါပဲဒါလေးကိုအများကြီးဝယ်ရမယ်ဒါလေးပတ်စံမရှိတော့ထားပေမဲ့ငါကြောက်သွားပြီးတော့
သွားပြီးတော့ဆရာမကြီးသွားပေးရမယ်ငါဘယ်မှန်းဒီโอเคဟုတ်ကဲ့မင်္ဂလာပါသမီးနာမည်ကတော့ဆိုဖီပဲဖြစ်ပါတယ်ဆရာမတို့သမီးရပေါ့နော်ကောင်းနေဆေးလေးကိုပေါ့နော်ပေးရပဲဖြစ်ပါတယ်အဲ့ဒီဆေးလေးအရင်ကောင်းပြီးတော့ပေါ့နော်တောက်လို့လည်းတော်တော်ကောင်းပါတယ်ဆရာမလည်းတောက်ကြည့်ကောင်းတယ်ဆရာမအော်ဒီသမီးလေးဟဲ့သူကဘာဖြစ်တော့အော်သူကမိလေွားတာဆရာအဲ့ဒီဆရာမိလေရေးဆေးမဟုတ်ဘူးနော်ကောင်းတယ်ဟဲ့ဟူမအောင်ပဲအော်အဲ့ဒါသူ့လို့ဘာဖြစ်တာလဲမသိဘူးကောင်းတယ်တောက်ကြည့်ဆရာဟဲ့သူကဘာလို့မူလေးသွားရလဲမသိပါဘူးဆရာရေဆရာလည်းမကြခင်အဲ့လိုဖြစ်တော့မှဟဲ့နေငါ့ကိုဘာပြောလဲဘာမှမပြောပါဘူးဆရာရေဟာအခုတော့သိသွားပြီပြီးတော့ဆရာမကြံသေးလားမသိပါโอเคဟိုမှာကျောင်းသားရှိရှင်ဒီအောင်မှာတာဒီရလေးတောက်ကြည့်လိုက်နော်အရန်ကောင်းတာသူကမှာတာအတွက်ဒီမှာဒါလေသမီးအတွက်ပါသမီးဈာကြောက်ဆေးဘူးကမလောက်တော့နောက်ပြီးပြန်လာပေးမယ်နော်ဟိုင်းပြီးတော့ဝယ်လာမှာဆေးတော့ဝယ်ရမယ်အများကြီးတော့ဝယ်ရမယ်အရင်ဆုံးငါပတ်စံယူအောင်ဝယ်ပတ်စံဒီမျိုးအရန်ပြောဖို့ကောင်းနေပဲဟာငါလူအကုန်လက်ကြည့်ရမယ်ဘာမှမဖြစ်တော့ပါဘူးဟဲ့ငါဒီတိုင်းပဲတက်ဟာသမီးဒီမှာဒါလေးတောက်ကြည့်နော်အော် sorry ငါဟိုဝေးရအောင်ပါပဲမေ့တာโอเคဟိုဆိုင်မှာဟိုအများကြီးဝေးရမှာကောင်းမလေးရအရင်ကြိုက်ကြပါပဲဒီစီကအရတာလေးချွတ်မွေးလေးနဲ့တောက်လိုက်တော့တေးပါပဲဟာဒါလေးကိုလေအကိုဒါလေးကိုလေအများကြီးပြပါအော်ဟုတ်ကဲ့ညီမအဲ့ဒါဘာလုပ်ဖို့အော်ကိုရဲ့ရှာမရှိစမ်းပါနဲ့ကျမလေဒါလေးကျမဘာလုပ်ဖို့လဲဆိုတော့အကိုနောက်ကျတိချင်တိပါပါအကိုရဲ့ဒီโอเคပတ်စရှိပြီဆိုတော့ပါပဲဟုတ်ပြီကျောင်းရရောက်ပြီဆိုတော့လူရအမစိတ်ပေးထားရင်ဟိုကလေးရဘာလို့တေဝါအဲ့တေးတာမဟုတ်မိလဲရလို့ခေါ်ရဲသူကလည်းမိလဲဝါပါဒါမိလဲစိတ်မဟုတ်နော်တောက်ကောင်းနေညီမကြီးဖုံးမကြည့်နေနဲ့စားလို့ဒါလေးတောက်ကြည့်အောင်ဒါကြည့်စားတော်ရဲတဲ့ဟုတ်ကဲ့တောက်ဟုတ်ကလေးရတယ်ဖုံးမကြည့်มาဒါလေးလည်းကောင်းတယ်တောက်ဟုတ်ပြီဒီကလေးအိတ်ပဲအိတ်ညာဒါလေးတောက်ပါအကြိုက်လာစားဆရာဘာတောက်ပဲပါတခါလေมันมาစောင့်နေနော်အကလောရတေးနေပြီဒါလေးတောက်ကြည့်အောင်မဘကောဆရာကောင်းလားဘာမှတော့ပြောရတယ်နော်မမဆေးဘူးနေကြံသေးတယ်ဆို၄ဘူးလား၅ဘူးလားမသိကြံသေးရဆိုဒီထဲမှာဆရာမရှိသေးလား Oh my god လူရလည်းအကုန်သေးပါတယ်ကောင်းနာဖို့ကွာအပေါ်ထမှာလူရှိသေးအောင်ပါကွာဘယ်နဲ့ပြန်လာတယ်လို့ဒီကဘာလို့တော့ဒီမှာဆရာမတယောက်ရှိသေးရတယ်ဆရာမဒါလေးကလေတောက်လို့အရန်ကောင်းတယ်တမီးဆိုအိမ်ရင်းညလေးတောက်တာဆရာတောက်အေးစစ်တာโอเคဟီတေးပါပြီခုတော့ကျောင်းသားတွေနောက်ကိုလိုက်သွားအောင်မကျောင်းသူတယောက်တွေ့နေရတယ်โอเคကဲဒီမှာတမီးအတွက်ဒီမှာပါလာကျန်တဲ့ကလေးရတော့နောက်ပြီးမှပဲတောက်လိုက်တော့နော်ဟုတ်ကဲ့ပါဟိုအန်တီကြီးရနော်ဘလူးလည်းမသိနော်မျက်လုံးကအနီအောင်ကြီးဟဲ့ကလေးမငါ့ဘာပြောလိုက်တယ်ဘာမှမပြောပါဘူးအေးရော့ဒါလေးတောက်ကြည့်အကြိုက်ကောင်းတယ်သမီးရစလဲတော့တယ်ဆရာတက်လို့ကုန်ပြီလား
ငါမှဆေးလည်းမရှိတော့ဆိုဆေးသွားဝယ်ကောင်းမလားတော့ပတ်စံနဲ့ကြံသေးတယ်ဆေးသွားဝယ်ရမယ်ဆေးသွားဝယ်ရမယ်ဟုတ်ဒါလေးနော်အများကြီးပေးဟုတ်ကဲ့ညီမနော်အဲ့ဒါအများကြီးဝယ်ညီမတောက်တာလားညီမမတောက်ပါဘူးညီမကဘာလုပ်တာလဲဆိုနောက်ပြီးမှပြပြတော့မယ်နော်အပေါ်ထက်မှာဆိုတော့အပေါ်ထက်ကိုလာရမယ်အပေါ်ထက်ကိုအမလေးဟဲ့နစီဒီစီတမီးပဲတော့ဖို့တမီးဟိုတမ်းလို့ညီမလည်းမတော့ခင်ထားတောက်ကောင်းနေတမီးတော့တဲ့ရှိဟိုထဲမှာရှိသေးတယ်တော့ရအောင်မယ်ဟိုကောင်မတော့တေးဝတာတရားတောက်ကြည့်နော်တာအရန်ကောင်းလားတာရဲ့ဆီယမဘာလို့တင်လဲဆီယမတော့သူမင်းလေးပါလေဆိုင်လို့ဟုတ်ကဲ့ဒီကောင်လေးကြံသေးဆရာအတွက်လေးစောနာမပေးလိုက်ရခုကလေးကဘာလို့တေးဝတေးဝမပွားလားမင်းလေးဝါလားတာအတွက်လေးဒီမှာဆေးလေးအများကြီးပဲတောက်ကြည့်တရေဆိုဘယ်သူမှမသိချပ်ပအကျင်းနဲ့ကွယ်အောက်ကိုပြန်ဆေးအောင်မကြောက်အုပ်ဆရာကြောက်အုပ်ခဏလေးဆရာအတွက်လေးတမီးလေးအေးလာဆေးလုံးပြူအဲ့ဒါလေးတမီးမေထည့်ပေးလိုက်တာဟာကောင်းပေါင်းလာတာလာရဲ့အဲ့တောက်လို့အရာကောင်းနေတဲ့နောက်ထပ်ဘယ်မှာရှိသေးလဲမသိလူတွေတော့ဒီနားမှာအကုန်တေးသွားမကြံဘူးငါလုတ်ပြမှာဆိုတာဟိုမှာဆိုလို့ရှိရင်ကျောင်းသူတွေတော့ရှိသေးလားမသိပါဒါစားရမစားတော့လူတွေအများကြီးတေဝါနေအောင်နေသေးတယ်လို့ပြောရမယ်ပြီးနောက်ထပ်ဘာလို့ကောင်းမလဲမသိဘူးကျမဒီနေ့ကြံသေးသူလို့ကိုအမမောနေပြီလားမောတာဗောဟဲ့ဒါလေးတောက်ရင်မမောတော့ဘူးဒါလေအကိုမမောခေလေးဒါလေးတောက်လိုက်အေးအဲ့လိုတောက်တာတော့ကိုရဲ့မတောက်ချင်ဘာလို့တောက်တာလဲမတောက်ကြည်ရတော့တေးတော့ပဲငါတို့စိတ်ညစ်တယ်ကြည်အကောင်မတောက်အမတောက်ပြီလားကောင်းမှနောက်တစ်ဘူးလောက်ပေးအောင်ဘာလို့မတောက်တာလဲအမကြည်ကိုနဲ့အမဘာလို့မတောက်တာလဲမသိပါဘူးအရာစိုက်ပြက်တယ်လို့ပြောတာပါစိုက်ပြက်တယ်လို့ပြောတာပါလို့တိဝိုင်းရေစံကောင်တွားပေးမယ်yes ခါအမလည်းကျွန်မဆေးလေးပေးချင်ရှိလို့တောက်လို့ကောင်းလားတောက်လို့ကောင်းနေရမယ်အမနော်နှစ်ပူလောက်ပေးလိုက်ပါလားဟုတ်ကဲ့နှစ်ပူလောက်တော့နော်အမနှစ်ပူလောက်တော့ပါရေမှုဒါလေးတောက်လိုက်ရမ်းကောင်းနေနှစ်ပူလောက်ပေးမယ်နော်တောက်ကြည့်ကောင်းနေရေရလက်တေးဝါလားမသိသိလားတေးဝါပြီရေကောက်ခိုးစတူခိုးရပြီoh my god ရမေးလေတော့လားတေးဝါလားမသိပါဇလန်လေးကတော့ဒီလောက်နဲ့ပြီးဆိုသွားပါတယ်အလုံးပဲဘိုင်မိုင်ကျမရဲ့ channel လေးကိုလည်း like subscribe လုပ်ဖို့မမေ့ကြပါနဲ့အောင်မနော်အလုံးပဲဘိုင်မိုင်